16 ရာစုတောင်ဦးခေတ်မြန်မာနိုင်ငံ၏အင်အားကြီးဆုံးစစ်ဘုရင်ဘုရင့်နောင်မင်းတရားသည်ယိုးဒယားနိုင်ငံအယုဒ္ဓယသို့စစ်ချီလာခဲ့သည်ယိုးဒယားဘက်မှအင်အားကြီးစစ်သူရဲတဦးသည်ဘုရင့်နောင်မင်းတရားအားဂုဏ်သိက္ခာဖြင့်စီးချင်းထိုးပွဲခေါ်ယူခဲ့သည်စင်ပေါ်မှစင်ပေါ်ဓားနှင့်လှံများထိခိုက်ကြသည့်အချိန်စစ်မြေပြင်တစ်ခုလုံးအသက်ရှူရပ်သွားသကဲ့သို့ဖြစ်ခဲ့သည်ဘုရင့်နောင်မင်းတရား၏တတိနှင့်စစ်ပညာအောက်တွင်ယိုးဒယားစစ်သူရဲသည်အနိုင်မရနိုင်တော့ပါဤစည်းချင်းထိုးပွဲသည်ဘုရင့်နောင်မင်းတရား၏စစ်ဘုရင်အဖြစ်ဂုဏ်သိက္ခာကိုသမိုင်းထဲတွင်ထာဝရကျန်ရစ်စေခဲ့ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်